ဖူးရတော့ခဲလို့ဗျာဒါပေမဲ့ချွေးမဝါဒီကောင်တွေကနောက်ပိုင်းစီးပွားရေးမော်ဒန်ခက်ပေါ့ဗျာသူဟိုထွက်တဲ့အဖူးချွေးမဲချွေးပြီးကကြမှာနောက်ပြီးအဖူးထွက်တဲ့သေးကိုပြန်ဖြန်းမယ်ဆိုးကျိုးကတော့ဘာဖြစ်တုံးဆိုတော့အပင်နေယောဂါရေးဝင်နေအပင်နေပြက်စီးရပေါ့ဗျာနောက်ပိုင်းတော့သေးလိုက်ကောင်းတော့လဲတူရနဲ့တူတော့အသားတော့ပြန်ကျသွားပါစီပါရီလောဘပေါ့ဒီအဖူးလေးကမယူလို့မရောက်လာတော့ရရဒီအဖူးလေးကတူတူကတော့ဈေးကောင်းရခဲ့လို့ပေါ့ရခဲ့တော့ပုံမှန်မဟုတ်တဲ့အချိန်တွေမှာအဖူးထွက်အောင်လုပ်မယ်ပုံမှန်အချိန်မှာမဟုတ်တဲ့အတီးဆိုဈေးကောင်းရမယ်ပေါ့စားရတဲ့လူရလဲရှားပါတဲ့အချိန်မှာစားရတော့ရှားပါတီတကယ်တော့အရာရဖေးဒီလေးပေါ့ဖေးနဲ့လှုပ်ထားလိုက်လူကြီးမှလဲယောဂဖြစ်အပင်ဒီမှလဲယောဂဖြစ်တဘာဝဆန်းသွားကြီးလေတဘာဝကိုလွန်ဆန်းသွားတဲ့အရာတော့ဘေးရမလို့မကောင်းပါဘူးချွေရမှာဒီကောင်လေးဟိုဖေဖော်ဝါရီ14ရက်မတိုင်ခင်အကုန်ချွေရမှာဘာလို့ဆိုတော့သူတို့ဖေဖော်ဝါရီ14ရက်မတိုင်ခင်ချွေမှာဝုံမုံကူးကွမပေးဘူးတဲ့တတိယဖေဖော်ဝါရီ14ရက်နေ့မတိုင်ခင်ဖေဖော်ဝါရီ14ရက်နေ့ဒီရောက်နေသူတို့အဖူးလေးတဖူးနဲ့တဖူးဝုံမုံကူးကုန်မှာကြောက်လို့စတာပါဗျာ